ဒီနေ့တော့ရာသီဥတုလေးကအုံတုံတူလေးပေါ့နော်အရှိတောင်ပေါ်မှာတော့မိုးတွေရွာနေပုံရတယ်အောက်ဆိုင်မှုံမိုင်းနေဒီနေ့ဥပုံနေ့ဆိုတော့လမ်းပေါ်မှာတော့လူတွေကတော့စီကားသွားလာဈေးဘက်မှာလည်းလူတွေကတော့ကြိတ်ကြိတ်တိုးဥပုံနေ့ဆိုတော့ဥပုံနေ့ဆိုရင်တော့လူရှုပ်တယ်ရေထွက်လမ်းပေါ်ကဈေးဘက်မှာလည်းလူတွေရှုပ်ရှက်တွေခက်လို့ကိုရီးယားတော့ဥပုံနေ့ဆိုရင်တော့ဈေးမသွားတော့ဘူးလူရမ်းရှုပ်လို့လေရှေ့ရက်ကလေးကကြိုဝယ်ထားလိုက်တယ်ဘောလုံးဝင်းတွေကတော့ပုံမှန်အတိုင်းပဲအောက်စားသမားတွေ training ဆင်းနေတာပေါ့နော်ဒါဒီရှေ့ကပသိမ်ကြီးအကစားကွင်းပေါ့မြို့နယ်အကစားကွင်းကြီးပါဒီရှေ့ကတော့ဖြတ်လိုက်တဲ့ရင်ကရွှေလဲပူဇယ်ကွင်းကြီးပေါ့အခုတော့ဖြတ်လိုက်ပါပြီဆိုင်လေးစာလေးကိုသိအောင်ပြပြတာပါနော်ရေရွယ်လမ်းပေါ်ရွှေလဲအရင်ရွှေလဲပူဇယ်ကွင်းအဟောင်းနဲ့မျက်နှာချင်းဆိုင်အားကစားကွင်းကြီးနဲ့မျက်နှာချင်းဆိုင်ပေါ့နော်မြို့မဈေးနဲ့လည်းနီးပါတယ်မြို့မဈေးနဲ့ရဆောင်တိုးလေးမှာပါဒါအရှိမရှူတိုင်းရင်အလှပြင်ဆိုင်တို့ဝဟင်းငါးဆိုင်ရှမ်းခောက်ဆွဲဆိုင်တွေရှိပါတယ်တို့ဆိုင်ကျမတို့ဆိုင်ရဲ့ဘေးနားမှာတော့သွားစီကံလေးရှိတယ်ပေါ့နော်အပေါ်ဆုံးတဲ့ဝရန်တာကနေကြည့်ရင်တော့ရှုခင်းကတော်တော်မိုက်တယ်တော့ဖုန်းထဲမှာကျတော့ကျိုးဝါယာကျိုး transformer ကျိုးတွေကွယ်နေလို့မမြင်ရတာပြင်မှာတော့မြင်ရတယ်အခုတောင်ပေါ်မှာတော့မိုးတွေရွာနေပုံရတယ်အော်ဆိုင်နဲ့လူကိုတွေဝေလို့